ပွဲပြီးအင်းလေးကန်ရဲ့ရေပြင်ကပြန်လဲငြိမ်သက်သွားပြီမိຫນွေဦးရဲ့ရင်လဲမှာတော့စိုးရင်စိတ်တွေကလှိုင်းနေစေပါဦးမင်းခေါင်ပျောက်ကွယ်သွားပြီးနောက်ရွာသားတွေဟာသူတို့နှစ်ဦးကိုကျေးဇူးတင်စကားပြောဖို့ပြင်ဆင်နေကြပြီမိနေလရောင်ရဲ့အခြေအနေကပုံမှန်မဟုတ်တော့ပါဘူးနေလရောင်ဟာမတ်တက်ရက်ဖို့ကြိုးစားပေမဲ့ခြေထောက်တွေကအားမရှိတော့ပဲຫນွေဦးရဲ့ပခုံးပေါ်ကိုမိချလိုက်ရပါတယ်သူရဲ့အသားရည်ဟာလူသားတယောက်လိုနှွေးထွေးလာခဲ့ပေမဲ့အခုတော့ပုံမှန်ထက်ပိုပြီးဖြူလျော့သွားကအသက်ရှူသံတွေကလည်းတိုချမ်းလာပါတယ်။ကိုနီလာဘာဖြစ်တာလဲ။အဖွာကိုနီလာကိုကြည့်ပေးပါအောင်။ຫນွေဦးကထိတ်လန့်တကြားအော်ဟစ်လိုက်ပါတယ်။ဆေးစရာမကြီးအဖွာအိုဟာနေလရောင်ရဲ့လက်ကဝတ်ကိုစမ်းသပ်ကြည့်ပြီးမျက်နှာပြတ်သွားပါတယ်။ထူမကတက်ပြင်းရှည်ကြီးကိုချလိုက်ရင်ຫນွေဦးကိုကြည့်ပါတယ်။သမီးနေလရောင်က10နှစ်လုံးကြောက်မြတ်ရဲ့စွမ်းအားနဲ့ပဲအသက်ရှင်ထဲတာအခုအဲ့ဒီကြောက်မြတ်မရှိတော့တဲ့အခါသူ့ရဲ့ခန္ဓာကိုယ်ကနှစ်ပေါင်းများစွာစုပြုံနေတဲ့ပင်မနွမ်းလည်မှုတွေကိုတပြိုင်နဲ့ခံစားနေတာပြီသူဟာလူသားစစ်ထက်သွားတယ်ဆိုပေမဲ့သူ့ရဲ့အသက်အင်ကအယမ်းကိုအားနေသွားပြီဒါဆိုဘလို့လုပ်ရမလဲဟင်သူ့ကိုကယ်ဖို့နီးလမ်းမရှိတော့ဘူးလားຫນွေဦးရဲ့မျက်ရည်တွေကပါးပြင်ပေါ်ကိုစီးကြလာပါတယ်တခုပဲရှိတယ်ဒါပေမဲ့အဲ့ဒါကမင်းအတွက်အယမ်းခက်ခဲလိမ့်မယ်အဖွားအိုကဆိုပါတယ်ကန်ရဲ့အရှိတ်တောင်ကုန်းပေါ်မှာမြူနင်းနင်းစီဆိုတဲ့ဆေးပင်တစ်ပင်ရှိတယ်အဲ့ဒီပန်းဟာ10နှစ်မှတစ်ပင်ပဲပွင့်တာအခုကပွင့်ဖို့အချိန်တန်နေပြီအဲ့ဒီပန်းရဲ့အရည်ကိုတိုက်နိုင်မှသာနေလရောင်ရဲ့အသက်အိမ်ပြန်ခိုင်မှလာမှာနေလရောင်ဟာຫນွေဦးရဲ့လက်ကိုအာယူကစုပ်ကွိုင်းလိုက်တယ်မတော်ပါနဲ့ຫນွေဦးကိုနားမှာပဲနေပေးပါကိုနောက်ထပ်မင်းကိုအန်ဒီရတဲ့ဒုံးပို့ချင်တော့လားမဟုတ်ဘူးຫນွေဦးကပြက်သားစွာခေါင်းခါလိုက်တယ်ကိုကကျမကိုကယ်ဖို့မိစ္ဆာတယောက်အထီအပေါင်းအဖြစ်ခံခဲ့တာပဲအခုကျမအလှည့်ရောက်ပြီးကိုကျမဆုံးရှုံးမခံနိုင်ဘူးຫນွေဦးဟာနေလရောင်ကိုအဖွားအိုရဲ့ဂယုဆိုင်မှုအောင်မှာထားရစ်ပြီးတောင်ကုန်းပေါ်ကိုတယောက်တည်းထွက်လာခဲ့ပါတယ်စွမ်းအားတွေမရှိတဲ့တာမန်မင်းကလေးတယောက်အတွက်အမှောင်ထုဖုံးလွှမ်းနေတဲ့တောင်ကုန်းဟာကြောက်စရာကောင်းလာပါတယ်။လမ်းတစ်လျှောက်မှာဦးမင်းခေါင်ရဲ့လက်ကျန်ဝင်းရင်အရေးအချို့ကနှောက်ယှက်နေပေမဲ့ຫນွေဦးဟာသူမရဲ့ချစ်ချင်းမေတ္တာကိုပဲအားကိုးပြီးရှေ့သို့ဆက်တိုးခဲ့ပါတယ်။တောင်ထိပ်ကိုရောက်တဲ့အခါကြောက်ဆောင်ကြားမှာတောက်ပနေတဲ့ဖြူစင်တဲ့နင်းစည်းပန်းတစ်ပွင့်ကိုတွေ့လိုက်ရပါတယ်။ဒါပေမဲ့ထိုပန်းကိုစောင့်ကြောက်နေတာကတော့အခြားသူမဟုတ်ဘဲဒဏ်ရာအပြင်းထန်ရထားတဲ့ထွန်းတောက်ဖြစ်နေပါတယ်။ຫນွေဦးမင်းဒီကိုလာလိမ့်ပဲဆိုတာငါသိသွားပဲ။ထွန်းတောက်ကဓားကိုဆွဲထုတ်ပြီးပြောလိုက်တယ်။ဦးမင်းခေါင်တေးသွားပြီမဲ့ငါမတေးသေးဘူး။ဒီပန်းကိုငါယူပြီးငါရဲ့ဒဏ်ရာတွေကိုကုမယ်။နေလာရောင်ကတော့တေးရမှာပဲ။ຫນွေဦးဟာကြောက်ရွံ့မှုတွေကိုဘေးဖယ်ပြီးမြေပြင်ပေါ်ကကြောက်ကလေးတစ်လုံးကိုကောက်ကိုက်လိုက်တယ်။ရှင်ကိုကျမဘယ်တော့မှခွင့်မလို့ဘူးထွန်းတောင်။ရှင်ရဲ့လောဘတွေကြောင့်လူတွေအများကြီးဒုက္ခရောက်ခဲ့ရပြီ။တိုက်ပွဲဟာမောပစ်ကြတွေမပါတော့ပဲတာမန်လူသား2ဦးရဲ့အသက်လူတိုက်ပွဲဖြစ်လာပါတယ်။ຫນွေဦးဟာထွန်းတောက်ရဲ့ဓားချက်ကိုရှောင်ရင်းသူ့ကိုကြောက်ကလေးနဲ့ပစ်ပေါက်ပြီးပန်းစီသို့အပြေးသွားခဲ့ပါတယ်။ထွန်းတောက်ကနောက်ကနေလှမ်းခုတ်လိုက်တဲ့အခါຫນွေဦးရဲ့ပခုံးမှာဒဏ်ရာရသွားပြီမယ်သူမတော့ပန်းကိုအမိအမာဆွတ်ခူနိုင်ခဲ့ပါတယ်ຫນွေဦးဟာဒဏ်ရာတွေအတွက်တောင်အောက်ကိုအမြန်ပြန်ဆင်းလာပါတယ်အိမ်လေးထဲကိုရောက်တဲ့အခါနေလရောင်ရဲ့အသက်ရှူထန်တွေကပိုပြီးအားနေသွားပါပြီထူမဟာပန်းကိုချက်ချင်းချေပြီးအရီကိုနေလရောင်ရဲ့နှုတ်ထန်းစီတို့တိုက်လိုက်ပါတယ်ခဏအကြာမှတော့နေလရောင်ရဲ့ဖြူလျော့နေတဲ့မျက်နှာမှာသွေးရောင်တွေပြလဲလွှမ်းမိုးလာပြီးသူဟာအသက်ပြင်းပြင်းရှူကမျက်လုံးပွင့်လာပါတယ်။ຫນွေဦးသူကຫນွေဦးရဲ့ဒဏ်ရာရတွေရဲ့ပခုံးကိုမြင်တော့မျက်ရည်ကျလာပါတယ်။ဘာလို့ဒီလောက်အထိအပင်ပန်းခံရတာလဲ။ຫນွေဦးကပြုံးလိုက်ရင်သူ့ရင်ခွင်ထဲကိုတိုးဝင်လိုက်ပါတယ်။ကိုအသက်ရှင်နေရင်ကျမအသက်ဘာမှအထိပ်ပဲရှိပါတယ်။အခုကျမတို့တကယ်ပဲတာမန်လူသားလေခက်သွားကြပြီနော်နေလရောင်ကຫນွေဦးကိုတင်းကျပ်စွာဖတ်လိုက်ပါတယ်
သူတို့နှစ်ဦးဟာကျင်းသားတွေမောပစ်ကြတွေနဲ့စွမ်းအားတွေမရှိတဲ့ကဘာမှာတဦးကိုတဦးချစ်တဲ့စိတ်ကလေးနဲ့ပင်ဘဝကိုအစ်စ်ကပြန်ဆဖို့ဆုံးဖြတ်လိုက်ကြတော့ပါတယ်။သို့တော့အဝေးကအင်းလေးကန်ရေပင်အောက်မှာတော့ကြောက်မြတ်ရဲ့အပိုင်းအစလေးတစ်ခုကဖြတ်ခနဲလင်းလက်သွားပြီးဇက်လန်းကဒီမှာပင်မပြီးသေးချောင်းကိုအရိပ်အယောင်ပြနေပါတယ်